ရုပ်ရှင်ရဲ့စကိုတော့ကာတာကာမျိုးမှာတည်ရှိတဲ့ပန်းကင်းဥယျာဉ်ကြီးတစ်ခုနဲ့စတင်ထားပါတယ်။ကိုနှစ်သားကောင်လေးနဲ့ဟာသူ့ရဲ့3နှစ်သားတပီနဲ့စိန်ပြစ်လိုက်တိုင်းကစားနေတော့မှာပဲ။သူ့ခွေးလေးတပီဟာလမ်းပေါ်ကလာတဲ့ကားနဲ့တိုက်ပြီးတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့နောက်နှစ်ဟာဝမ်းနည်းမှုတွေနဲ့တပီရဲ့နားကိုကတ်သွားခဲ့ပြီးသူ့ရဲ့အရန်ချစ်ရတဲ့ခွေးလေးကိုလိုက်လိုက်လဲလဲပုတ်တက်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူ့ကိုအံ့ဩသွားစီတာကတော့သူ့ခွေးလေးကိုထိလိုက်တဲ့အခါခွေးလေးတပီကအသစ်ပြန်ရှင်လာပြီးဘာမှမဖြစ်သလိုဆက်ပြီးပြေးနေခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင်းနှစ်ဟာသူ့ရဲ့လက်ကိုပြန်ကြည့်လိုက်ပြီးသူ့မှာတဘာဝလုံးစွမ်းအားတစ်ခုရှိနေကြောင်းဖြည်းဖြည်းချင်းနားလည်သွားခဲ့ပါတယ်။သူတစ်ချက်ထိလိုက်ရုံနဲ့တိတ်ဆုံးသွားတဲ့တရဝါရီဟာပြန်ပြီးသိရှင်လာမဲ့သဘောပေါက်သွားခဲ့ပါတယ်။တပီလေးကစာလိုရှင်းတွေပိုးအပ်တဲ့ပြီးရင်ကောင်ကအစုံသူထိလိုက်တာနဲ့တစ်ပြန်ရှင်ခဲ့ပါတယ်။အဲ့လိုစွမ်းမျိုးပိုင်ဆိုင်ထားပေမဲ့လည်းနေ့ရက်နှလုံးသားလေးကတော့ဘေးငါ8နှစ်အရွယ်ကောင်မလေးချက်စီမှာပဲရှိနေခဲ့ပါတယ်။အိမ်ရဲ့ brain box ကနေသူ့ရဲ့တနေ့တာကိုကောင်မလေးကိုရှိုးရင်စိတ်ကူးထဲမှာကောင်မလေးနဲ့အတူတူဆော်ရင်ချင်းကုံဆုံးလေးရှိပါတယ်။ဒီလိုနဲ့တရက်မှာတော့နှစ်ကောင်မလေးကိုရှိုးနေတဲ့အချိန်အိမ်ထဲကနေအုံငနဲ့ပြုတ်ကျတဲ့တန်ကြားလိုက်တာကြောင့်တတိဝင်လာပြီးစဉ်းကြည့်တဲ့အချိန်မှာသူ့ရဲ့အမိရုတ်တရက်ဦးနောက်သွေးကြောပေါက်ပြီးကျမ်းမြေပေါ်မှာတည်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့နောက်မှာတော့နှစ်ဟာသူ့ရဲ့အစွမ်းနဲ့သူ့မိကိုပြန်ရှင်အောင်လုပ်ပေးခဲ့ပါတယ်။ဒါမဲ့သူ့မိထားလာတော့တည်သွားလို့တည်သွားမှန်းတော့မသိပဲလှုပ်ရှားရှိတာဆက်လုပ်နေခဲ့ပါတယ်။ဒီလိုနဲ့သူ့မိပြန်ရှင်လာပြီးတမိနဲ့ကြာမှာတော့ဟိုဘက်အိမ်ကချက်ရဲ့အဖေရုတ်တရက်ကြီးရှောသွားပါတယ်။ဒါကြောင့်နှစ်ကသူ့စွမ်းဟာတယောက်ယောက်ကိုပြန်ရှင်စေခြင်းတမိနဲ့ကြာမှာနောက်တစ်ယောက်တည်ပေးရတယ်ဆိုတာမှန်သဘောပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့ညအိခါနီးမှာတော့နေအိယာဝင်တော့မဲ့အချိန်သူ့မိကသူ့ကိုနှုတ်ဆက်နန်လီပေးခဲ့ပါတယ်။ဒါမဲ့ကံမကောင်းစွာပဲသူ့မိသူ့ကိုထိထိလိုက်ခြင်းပါပဲသူ့မိကျမ်းမြေပေါ်ကျပြီးပြန်လျှောသွားပါတယ်။ဒါကြောင့်ထပ်တီပြီးသူ့စွမ်းကိုပြန်သုံးကြည့်ပေမဲ့သူ့မိပြန်ရှင်မလာတော့ပါဘူး။အဲ့ဒီဖြစ်ရဆိုးကနေနှစ်တိလိုက်ရတာကတော့သူ့အသက်ပြန်ရှင်အောင်လုပ်ပေးလိုက်တဲ့သူတွေကသူ့ကိုပြန်လာထိရင်ကက်တင်လို့မရတော့လောက်အောင်ထာဝရတည်ဆုံးသွားလိမ့်မယ်ဆိုတာပဲဖြစ်ပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့နှစ်အမေနဲ့ချက်ပေတို့ရဲ့ဇာပနာပွဲအပြီးမှာနှစ်အမေကနှစ်ကိုကျောင်းအိမ်ကျောင်းစာကျောင်းတက်ဖို့စီးရင်သွင်းပေးလိုက်ပြီးချက်ရဲ့အမေကလည်းချက်ကိုလီလီနဲ့ဘီဘီယန်လို့ခေါ်တဲ့သူ့တော်နှစ်ယောက်အိမ်မှာသွားထားခဲ့ပါတယ်။လီလီနဲ့ဘီဘီယန်ကတော့နာမည်ကြီးရေကူးမယ်တွေပဲဖြစ်ကြပါတယ်။ဒီလိုနဲ့နှစ်နဲ့ချက်တို့မခွဲခါခင်မှာနှစ်ယောက်သားပထမဆုံးနဲ့နောက်ဆုံးနှန်းတွေပေးခဲ့ကြပါတယ်။ဒီလိုနဲ့ဇက်ဝင်ကမ်းဟာနောက်ထပ်19နှစ်ကြာကိုရောက်သွားခဲ့ပြီးနှစ်ကလည်းလူလက်ပိုင်းလောက်ဖြစ်နေကသူ့ကိုယ်ပိုင်မုံဆိုင်လေးကိုဖွင့်ထားခဲ့ပါတယ်။မုံထဲမှာထည့်တဲ့တတိတွေမလက်ဆက်တော့ရင်လေသူ့ရဲ့စွမ်းကိုတုံးပြီးလက်ဆက်တဲ့တတိအဖြစ်ဖန်တီးပါတယ်။ဒီလိုနဲ့တရက်မှာတော့စုံတော့အီမာဆန်ကောဟာလူစိုးကိုလိုက်ပန်းရင်လမ်းမှာနေရဲ့စွမ်းကိုတတိထားမိသွားခဲ့ပါတယ်။အဲ့နောက်မှာတော့မစ္စတာကောဟာသူနဲ့တူစုံတော့အလုံးမှာတွဲလို့ပေးဖို့နှစ်ကိုသွားကမ်းလှမ်းခဲ့ပါတယ်။အမှုတစ်ခုပြည်တိုင်းစုငွေကြီးကြီးရမယ်ဆိုတာကြောင့်နှစ်ဟာသူ့ရဲ့အရင်ပြုတ်တော့မဲ့ဆိုင်လေးအတွက်စင်ပြောင်လုပ်ဖို့လက်ခံလိုက်ပါတယ်။အဲ့နောက်သူတို့ပထမဆုံးကန်ရမယ့်အမှုကတော့လီယိုနက်ကဲဝဲလို့ခေါ်တဲ့39နှစ်အရွယ်ဘဲကြီးသူ့ရဲ့ရုံကန်ထဲမှာရေးရဆက်ဆက်တက်ခံထားရတဲ့အမှုပဲဖြစ်ပါတယ်။သူတက်ခံရတဲ့အချိန်မြင့်မြင့်တက်တက်ဆိုလို့သူခွေးလေးပဲရှိတာကြောင့်ဒီမှုကတရားခံမပေါ်ပဲဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်နေ့ရဲ့စွမ်းနဲ့တည်သွားတဲ့ကဲဝဲကိုခဏပြန်ခေါ်ပြီးလူသက်တရားခံကိုမိမှာပဲဖြစ်ပါတယ်။ဒါပြင်ကဲဝဲရဲ့မိသားစုကတရားခံကိုပေါ်ထုတ်နိုင်တဲ့သူကိုဒေါ်လာ2000ချင်းမြင့်မယ်လို့ကြေညာထားတာဖြစ်ပါတယ်။အဲနောက်နေ့တို့ဟာရေကတိုက်ကိုသွားပြီးကဲဝဲကိုစွမ်းနဲ့ပြန်ခေါ်ကတရားခံကိုမိလိုက်တဲ့အချိန်မှာတော့တရားခံကကဲဝဲရဲ့တွင်ရမှုမာလီမန်သဘောပေါက်သွားခဲ့ပါတယ်။အလုပ်ပြီးတာနဲ့နေ့ဟာကဲဝဲကိုပြန်တီးပြီးပြန်တက်ထားလိုက်ပါတယ်။တစ်ဖက်မှာတော့ကုတီအသက်ရှင်နေသေးတဲ့နေ့ရဲ့ခွေးလေးတပီကိုစနူကီလို့ခေါ်တဲ့နေ့ကိုကြိုက်နေတဲ့ကောင်မလေးကထိန်းပေးနေခဲ့ပါတယ်။နေ့ကခွေးကိုတီးလို့မရတာကြောင့်စနူကီကခွေးကိုသူ့စားဆောင်ရှောက်ပေးတယ်လို့နဲ့နေ့ရဲ့အနားမှာရှိနေတာဖြစ်ပါတယ်။ခွေးကိုယူရခြင်းနေ့ကလက်တူဒါမှမဟုတ်ဒိုလေးနဲ့ပတ်သက်ပေးပါတယ်။ဒီလိုနဲ့ခဏကြာမှာတော့ TV ကနေကောင်မလေးတယောက်အပျော်စီးသင်းမောပေါ်ကနေပင်လေတဲ့တွန်းချခံရပြီးအသက်ခံရတဲ့သတင်းကိုတွေ့ပြီးနှစ်တယောက်ရင်ထဲကနေနစ်နစ်ရှိုင်းရှိုင်းခန်းစားလိုက်ရပါတယ်။အဲ့နောက်အဲ့ဒါကသူနဲ့မစ္စတာကိုဂိုင်းတွေရမယ့်အမှုဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့အမှုကြောင့်မေးရင်ကောင်မလေးကနေရဲ့ဇာတိဖြစ်တဲ့ကာတာကာမျိုးကဆိုတာကိုသိသွားတဲ့အချိန်မှာတော့နှစ်တယောက်သိကျင်စိမ့်နဲ့ကောင်မလေးရဲ့နာမည်ကိုမေးလိုက်ပါတယ်။မစ္စတာကိုပြန်ဖြေလိုက်တာကတော့ကောင်မလေးရဲ့နာမည်ကချက်ပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲသိသွားတဲ့ကောင်မလေးဟာသူ့ရန်ကိုချစ်ခဲ့ရတဲ့ငယ်ဘွားက crash လေးချက်ဖြစ်နေကြောင်းသိလိုက်ရပါတယ်။အဲ့နောက်မှာတော့မစ္စတာကောနဲ့သူတို့ကာတာကာမျိုးကိုတွားခဲ့ပါတော့တယ်။နှစ်တယောက်ဒီမျိုးကိုသူ့မိတီးပြီးကလေးကမြောက်ဖြစ်တော့တာဖြစ်ပါတယ်။ဒီလိုနဲ့အာတုဘချတော့မဲ့ချက်ရဲ့အိမ်ရှိကိုသူတို့ရောက်လာခဲ့ကြပါတယ်။သူတို့ထဲကိုဝင်လိုက်တဲ့အချိန်မှာပဲအာတုဘခန္ဓာစီစဉ်တဲ့သူကအောက်ဆိုင်လေးဘာလေးရအောင်ချက်ရဲ့ကိုယ်ထဲမှာဝတ်ထားတဲ့ရတနာတွေကိုချွတ်ယူနေခဲ့တာကိုတွေ့ခဲ့ရပါတယ်။အဲ့နောက်မှာတော့နစ်ကမစ္စတာကော့ကိုသူတို့တငယ်ချင်းချင်းနိုးလာရင်ပြောစရာတွေရှိလို့ဆိုပြီးအပြင်မှာခဏရှောင်ခိုင်းထားခဲ့ပါတယ်။အဲ့နောက်ကောင်မလေးကိုထိလိုက်ပြီးချက်နိုးလာတဲ့အချိန်မှာတော့နစ်ကိုလူစိမ်းထင်ပြီးခုခံဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့နစ်ကအရင်ကအကြောင်းလေးတွေပြန်ပြောပြလိုက်တဲ့အချိန်မှာတော့ပြန်မမိသွားခဲ့ပါတယ်။အဲ့နောက်နစ်ကသူ့ကိုတတ်ခဲ့တဲ့သူကိုမေးကြည့်တဲ့အခါမှာတော့ချက်ကသူမကိုလူသက်သမားဟာနောက်ကနေမျက်နှာဖုံးဆွပြီးရေထဲကိုတွန်းချခဲ့တဲ့အတွက်ဘယ်သူမှသူမမသိလိုက်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာပြန်လဲစုံစည်းတဲ့အနေနဲ့အနမ်းပေးဖို့လုပ်တဲ့ချိန်နစ်ကသူမပြန်တည်သွားလို့ရှိရင်သူရင်ခွဲရမှာဆိုတာသိတာကြောင့်မတိပဲနေခဲ့ပါတယ်။ဒီလိုနဲ့တမီးနဲ့ကြာသွားတဲ့အတွက်အကျိုးဆက်အနေနဲ့အာတုဘအခမ်းအနားစီစဉ်သူရုတ်တရက်ကြီးကောက်ခံငင်ကကြီးတည်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့နစ်ဟာကောင်မလေးကိုဒီကနေခေါ်ပြီးထွက်ပြေးဖို့အတွက်အကောင့်ထဲကိုခဏပြန်ဝင်ထားခိုင်းလိုက်ပြီးမစ္စတာကော့ကိုသူအာတုဘအခမ်းအနားတဲဦးမှာဖြစ်တဲ့အတွက်ပြန်နှင်ခိုင်းလိုက်ပါတယ်။အဲ့နောက်စကားပြောပြီးပြန်ဝင်လာတော့ချက်ရဲ့အလောင်းကိုမြင်းမျိုးဖို့တည်သွားကြပြီပဲဖြစ်ပါတယ်။အကောင့်ထဲကချက်ကတော့သူမဒေါ်ရီနဲ့တင်းရင်တင်းနေခဲ့ရတဲ့အချိန်တွေကိုပြန်တွေးနေပြီးသူမရဲ့အိမ်မက်ကစွန်းစားကန်းခီးတွေထွက်ချင်တဲ့အကြောင်းဖော်ပြခဲ့ပါတယ်။ခဏကြာမှာတော့နေ့ဟာတင်းချိုင်းကိုပြီးရောက်သွားပြီးမြေမြုပ်တဲ့သူတွေကိုအာယုံလွဲကအကောင့်ထဲကနေချက်ကိုပြင်ထုတ်ပေးပြီးသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။နေ့ရဲ့အိမ်ကိုရောက်တော့မတည်သေးတဲ့တပီကိုပြန်တွေးလိုက်ရတဲ့အတွက်ချက်အံအောင်ဝမ်းသာနေခဲ့ပါတယ်။အဲနောက်နစ်ကသူ့ရဲ့ထူဆန်းတဲ့အစွမ်းကြောင်းကိုချက်ကိုပြောပြခဲ့ပါတယ်။
ညရောက်တော့ TV ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာချက်ဟာသူမရဲ့တည်ဆုံတဲ့သတင်းကအရေးကြီးသတင်းဖြစ်နေတဲ့ဆိုတာကိုသိခဲ့ရပါတယ်။နောက်ပြီးသူမကိုတတ်တဲ့တရားခံကိုဖော်ထုတ်ပေးနိုင်တဲ့သူကိုဘူဒီခီးသွားကုမ္ပဏီကစုငွေ$9000ချီးမြှင့်မယ်လို့လည်းကြေညာခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်နေ့မှာတော့ချက်တယောက်ပြင်ထွက်တဲ့ချိန်စနိုကီနဲ့ထိတ်တိုက်တွေ့ခဲ့ပြီးစနိုကီကချက်ကိုတက်ခံလိုက်ရတဲ့ကောင်မလေးနဲ့ဆင်လိုက်တာလို့ပြောနေခဲ့ပါတယ်။အဲ့နောက်မှာတော့မစ္စတာကော့နဲ့နစ်တို့အမှုကြောင့်ပြောနေတဲ့ကြားတဲ့ချက်ဝင်ထိုင်လိုက်ပြီးသူမတို့သူမရဲ့တည်ဆုံမှုကိုကိုတက်တည်တာလို့လိန်ပြောလိုက်ပြီးစုငွေတွေကို3ယောက်ခွဲကြဖို့ပြောခဲ့ပါတယ်။အဲ့နောက်မှာတော့ချက်ကသူမဟာသူမနေတဲ့မျိုးတေးသေးလေးထဲမှာပဲတစ်သက်လုံးရိုးထုတ်သွားရအောင်မတုံးတဲ့အကြောင်းပြောပြီးသူမကိုဘူဒီခီးသွားကုမ္ပဏီကမြောက်ရုပ်လေး2ယောက်ကိုယူခိုင်းတဲ့အတွက်သူမသွားကျင်တဲ့ပင်လယ်စွန်းစားကန်ခီးထွက်ရမယ်လို့တွေးကဘာအခါကျွေးငွေမှမယူပဲဖရီးလုပ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့လိုမြောက်ရုပ်လေး2ယောက်ယူပြီးပြန်มาပဲအခုလိုလူတယောက်ရဲ့ပင်လယ်ထဲတွန်းချခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။သူမကိုခိုင်းတဲ့ခီးသွားကုမ္ပဏီမန်နေဂျာရဲ့နာမည်ကတော့ဒီဒီတဖီပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့တဲလွန်စာများရမလားဆိုပြီးဒီဒီတဖီစီကိုတွားကြည့်တဲ့အခါဒီဒီတဖီကိုတက်ရှူကြအောင်လုပ်ပြီးတတ်ထားတဲ့မြင်ကွင်းကိုတွေးလိုက်ရပါတယ်။နစ်ကသူ့ရဲ့စွမ်းကိုတုံပြီးမေးဖို့လုပ်ပေမဲ့ပြန်ရှင်လာတဲ့ဒီဒီတပီကအစင်လေးဆိုပြီးနေရဲ့ပါကိုညှစ်လိုက်တာနဲ့ပြန်လျှော့သွားခဲ့ပါတယ်။ဒါကြောင့်ချက်ကိုပဲအသက်ခံရတဲ့နေကအကြောင်းတွေပြန်စင်းစားခန်းကြည့်တဲ့အခါမှာတော့သူမအနေတော့ပြောက်လို့ရှာနေတဲ့ချိန်နောက်ကနေလူတယောက်ရောက်လာပြီးကြွကြွကြီးနဲ့သူမကိုတက်ရှူကြအောင်လုပ်ကပင်လေတဲ့တွန်းချခဲ့တာဖြစ်ပါတယ်။ဒါကိုကြတော့နစ်တို့ဟာဒါဆိုလူသက်သမားကမြောက်ရုပ်တွေနောက်ကိုလိုက်နေတာဖြစ်နိုင်ကြောင်းနဲ့ဒီဒီတပီကိုလည်းလာတက်ထားတဲ့အတွက်လောလောဆယ်မြောက်ရုပ်တွေကသူ့စီမရောက်သေးဘူးဆိုတဲ့အကြောင်းခံမှန်းမိသွားခဲ့ပါတယ်။အဲ့နောက်သူတို့စုံစမ်းမှုတွေထပ်လုပ်လိုက်တဲ့အခါမှာတင်းမောပေါ်မှာကြံခဲ့တဲ့ချက်ရဲ့ပစ္စည်းတွေကိုချက်ရဲ့အတော်အိမ်ကိုပြန်ပို့လိုက်တဲ့အကြောင်းသိသွားခဲ့ရပါတယ်။ဒါကြောင့်ချက်ရဲ့အတော်တို့ရဲ့အိမ်ကိုသွားပါတော့တယ်။ရောက်တော့ချက်ကိုကားထဲမှာနေခိုင်းခဲ့ပြီးနစ်တို့ထဲဝင်ဖို့လုပ်ကြပါတယ်။နေ့ရဲ့တော်တွေကအရင်တုန်းကအရန်ကိုနာမည်ကြီးတဲ့ဇုံတွဲရေကူးမယ်တွေဖြစ်ကြပြီးတင်းမှာတော့တော်ဖြစ်သူလီလီတရိတ်ဆန်ညစ်ကြီးစွန့်ခွက်ကတဲရီမျိုးလုံးနဲ့မတော်ဆဝင်သွားရကနေမျိုးလုံးတစ်ဖက်ကန်းသွားခဲ့ပါတယ်။အဲဒီကနေစားလို့ရေကူးမဲ့ဘွားကနေနားလိုက်ရပြီးသူတို့မဟာစေကိုအိမ်မက်တွေလည်းပစ္စည်းသွားခဲ့ရပါတယ်။အဲ့နောက်လက်ရှိဇက်ဝင်ကန်းကိုပြန်ရောက်တဲ့အခါမှာတော့နေ့ဟာချက်ရဲ့တငယ်ချင်းဟောင်းတယောက်အနေနဲ့တကားသွားခောက်တော့သူ့တော်တွေလဲကြိုးစူကြပြီးထဲကိုခေါ်ကြပါတယ်။ထဲမှာစကားပြောရင်သူ့တော်တွေကိုချက်ကဘလောက်ကျင်နာတကြောင်းနဲ့သဘောထားကြီးကြောင်းချီးမွမ်းကန်တွေဖွင့်နေခဲ့ပါတယ်။နေ့ကတော့စကားပြောရင်မတိမတာတင်မောပေါ်ကနေချက်ရဲ့ပြန်ပို့လိုက်တဲ့ပစ္စည်းတွေအကြောင်းကိုစကားနှက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ချက်ကကားထဲမှာထိုင်မနေတော့ပဲဘရင်းဘောက်ကနေခန်းတစ်ခုထဲကိုကြော်တက်ကတစ်တာတွေကမြောက်ရုပ်တွေကိုပြန်ယူလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူ့တော်တယောက်တက်လာတဲ့အတန်ကိုကြားရလို့အမြန်ပြေးပွန်းလိုက်ပါတယ်။သူ့တော်ကတော့ခဏကတစ်တာကိုယူပြီးအောက်ကိုယူသွားဖို့လုပ်တဲ့ချိန်သူ့တော်ကိုလည်းနောက်ကနေလူသက်သမားကရောက်လာပြီးပလတ်စတစ်စာနဲ့အုပ်ခဲ့ပါတယ်။ဒီလိုနဲ့ချက်ရဲ့တော်ဖြစ်သူလီလီတော်နဲ့ပြန်မစင်းလာလို့နဲ့အပေါ်ကိုတက်ကြည့်တဲ့အချိန်နစ်ကိုလည်းနောက်ကနေပလတ်စတစ်စာနဲ့လူတယောက်ကအုပ်လာခဲ့ပါတယ်။အဲ့နောက်နစ်တယောက်မနှဲကိုရုန်းကန်နေရတဲ့အချိန်မှာတော့ချက်ကနောက်ကနေရောက်လာပြီးလူသက်သမားကိုတစ်တာနဲ့ရိုက်ခဲ့ပါတယ်။ဒါမဲ့မအောင်မြင်ခဲ့ပါဘူး။လူသက်သမားဟာချက်မသေးသေးတာကိုကြည့်ပြီးအံ့ဩနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲခုနကသေးပြီးထင်ပေမဲ့မသေးသေးတဲ့အတော်ဖြစ်သူလီလီကထလာပြီးလူသက်သမားကိုနှလုံးပြူးနဲ့ထုပေးလိုက်ပါတယ်။လူသက်သမားလည်းအောက်ကိုပြုတ်ကျပြီးမာလကီယာသွားပါတယ်။ကံကောင်းကျင်တော့လီလီရဲ့မျက်လုံးကတစ်ဖက်ကန်းနေတာကြောင့်ချက်ကိုမမြင်သွားတဲ့အတွက်ချက်လည်းအသားလေးလက်ထွက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့ချက်ဆိုတဲ့ကောင်မလေးကိုတတ်တဲ့လူသက်သမားတည်ဆုံသွားပြီဆိုတဲ့သတင်းတစ်မျိုးလုံးပြန်သွားခဲ့ပါတယ်။နောက်ထပ်ဇက်ဝင်ကန်းမှာတော့ချက်နဲ့နစ်တို့ဟာနစ်ပိုင်တဲ့မုံဆိုင်ရှိမှထိုင်နေကြရင်တယောက်နဲ့တယောက်ခန်းစားချက်တွေကိုဖွင့်ရဖို့ဝန်ခံနေခဲ့ကြပါတယ်။နေ့ဟာချက်ဖေးတည်ဆုံမှုဟာသူ့စွမ်းကြောင့်ဖြစ်ရတဲ့ဆိုတာကိုဝန်ခံဖို့မရဲဖြစ်နေခဲ့ပါတယ်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်မြောက်ရုပ်လေးတယောက်ကန်ရင်စကားပြောနေတဲ့ချိန်မြောက်ရုပ်ကအတော်လေးစီးနေမှခန်းစားမိနေခဲ့ပါတယ်။ပြီးတာနဲ့ရုပ်ကိုတူတူရိုက်ပြီးစော့နေတော့မှပဲခွန်းဆိုရုပ်ကကွဲသွားကမြောက်ရုပ်ကရွှေတွေနဲ့လှုပ်ထားမှမြင်တွေးလိုက်ရပါတယ်။စုငွေ9000ရသွားတဲ့လီလီနဲ့ဗီဗီယန်တို့လည်းနှစ်တွေကြာကြီးနေမှပထမဆုံးချိန်အိမ်ထဲကနေပြန်ထွက်ပြီးခီးရှည်တကူထွက်ခဲ့ကြပါတယ်။တစ်ဖက်မှာချက်ဟာမစ္စတာကော့နဲ့နက်တိုရဲ့ဇုံတွဲအဖွဲ့မှာပါဝင်နေပြီးဖြစ်ပြီးသူတို့ရဲ့ပထမဆုံးကင်တွယ်ရမယ့်အမှုကတော့ရင်ငုတ်ချန်ပီယံတယောက်ကနန်းကန်ထဲမှာတည်နေတဲ့အမှုပဲဖြစ်ပါတယ်။ဒီလိုနဲ့နေ့ရက်စွမ်းနဲ့အဲ့ဒီရင်ငုတ်ချန်ပီယံကိုစစ်မေးပြီးတဲ့အချိန်မှာချက်ကမထင်မှတ်ပဲအဲ့ဒီလူရဲ့နောက်ဆုံးဖြစ်နေတဲ့ဆန္ဒကိုမေးခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးဇက်ဝင်ကန်းမှာတော့ချက်နဲ့နစ်တို့ဟာတယောက်ရဲ့လက်ကိုတယောက်ဆုပ်ကင်ထားသလိုယူဆပြီးကိုယ့်လက်လေးကိုကင်ထားခဲ့ကြရင်ဇလန်လည်းပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။